အခန်းတဲ့မိကန်းနဲ့ပထမဆုံးတွေ့ဆုံခြင်းပေါ်ကန်ပြရှင်မင်းကြီးရဲ့သမီးတော်သည်နေ့စဉ်နံနက်ခင်းတိုင်းအေယာဝတီမိကန်းသို့ရေချိုးရန်လာလေးရှိပါတယ်ဒီနေ့တော့သူမရဲ့ရွှေရောင်အလင်းတန်းလိုစံပင်လက်မင်းလိုမျက်နှာတွေကိုမြစ်အတွင်းကနဂါးမင်းကမြင်လိုက်ရတဲ့အခါနဂါးမင်းရဲ့နှလုံးသားကပထမဆုံးအကြိမ်တရင်တိန်ခုန်ခဲ့ပါတယ်အဲ့ဒီနေ့မှာပဲနဂါးမင်းကလူသားအသွင်ဖြင့်သမီးတော်အိမ်နေတဲ့နန်းတော်အနီးကိုလာရောက်ခဲ့ပါတယ်သူတို့နှစ်ယောက်ပထမဆုံးစကားပြောခဲ့ကြတဲ့အခါနဂါးမင်းကတင်းရဲ့အပြုံးတွေကိုငါဘဝကျယ်တွေလိုမှတ်မိသွားပြီလို့ဝန်ခံခဲ့ပါတယ်။ဒါပေမဲ့မင်းကြီးကသမီးတော်နဲ့နဂါးမင်းရဲ့ဆက်ဆံရေးကိုတည်သွားတဲ့အခါအလွန်မင်းဒေါသထွက်ခဲ့ပါတယ်။လူနဲ့နဂါးဘလို့အတူရှိမလဲလို့အာနာဖြင့်တားမြစ်ခဲ့ပါတယ်။နဂါးမင်းကတော့သမီးတော်အတွက်သူ့ရဲ့နဂါးအဖြစ်ကိုတောင်ဆွန့်လွတ်ဖို့အစဉ်သင့်ဖြစ်နေခဲ့ပါပြီ။ငိုင်းကိုလူသားအဖြစ်ပြောင်းပေးပါ။ဒါမှမဟုတ်ငါအသက်ကိုယူပစ်လိုက်ပါလို့မင်းကြီးကိုကြွားဝါခဲ့ပါတယ်။နောက်ဆုံးမှာတော့မင်းကြီးကနဂါးမင်းကိုတတ်ဖို့အမိန့်ပေးခဲ့ပါတယ်။သမီးတော်ကငိုယိုရင်းနဂါးမင်းရဲ့နောက်ဆုံးစကားကိုနားထောင်ခဲ့ရပါတယ်။ငါတို့အချစ်ကဒီဘဝမှာမပြည့်စုံနိုင်ပေမဲ့နောက်ဘဝတိုင်းမှာတင့်ကိုပြန်တွေ့ပါစေ။သမီးတော်သည်နဂါးမင်းဤအုတ်ကူဘေးမှာထိုင်ပြီးနေတိုင်းရွှေရောင်နေဝင်ချိန်တွေကိုစောင့်ကြည့်ကာငိုယိုခဲ့ပါတယ်အချိန်နံတဲ့အခါသူမရဲ့အသက်တီလည်းနဂါးမင်းနဲ့အတူတသွေးတည်းတဝမ်းတည်းဖြစ်သွားခဲ့ပါတော့တယ်။အဆုံးသက်တင်ခန်းစာဒီဇလန်းလေးကဘာကိုတင်ပေးလဲအချစ်ဆိုတာဘယ်လိုပုံစံနဲ့ဘဲလာ